အားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါညောင်သောနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်။ယနေ့မှကြာရောက်တဲ့မြမရိုးရာအတာသကြံပွဲတော်ရဲ့နောက်ဆုံးနေ့လေးဖြစ်တဲ့သကြံအတက်နေ့လေးမှာနဒလီဖက်ဒရယ်စကူးမှာကျောင်းသားကျောင်းသူများကတေးသချင်းများနဲ့ဖျော်ဖြေတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ခန်းစားနားဆင်ပေးကြပါအောင်ရှင်။ကာကြမေအတီးအမောက်ရဲ့လာပါတယ်ဒီနွေရောက်ဝါချေအလာကုန်ရတဲ့သူပြေဖို့လေးတွေမင်္ဂလာပါမင်္ဂလာပါနေ့တည်းတွေဦးအလားဆုံးဒီအချိန်ကပန်းမာလာရောက်ဆုံးဖို့ຫນွေဦးနိုင်တဲ့ကနေဒီတန်တာရွှေအော်တွန်ကျူရဲ့နေမင်္ဂလာပါမင်္ဂလာပါစိတ်မှရှင်မျိုးနေဦးဒီအချိန်ကတင်းလွင်တဲ့ဒီနွေတဲ့ဦးနဲ့စကအတားတဲ့သူအပြုံးလွင်ပျော်ရွှင်ကြည်နူကကြမဲ့ဒီမောက်ရဲ့လာပါတဲ့ဒီနေဦးမင်္ဂလာပါမင်္ဂလာပါနေ့တည်းတွေဦးအလားဆုံးဒီအချိန်ကပြင်လေပြေကိုရွှေမျိုးလို့တေးတံဝေအတိပြန်လာဒီနွေတကူသူအပြုံးလေးတွေမင်္ဂလာပါမင်္ဂလာပါအကလာဆုံးတဲ့နေဦးဒီအချိန်ကတင်းလွင်တဲ့ဒီနွေတဲ့ဦးနတ်ဆန်ကအတားတဲ့သူအပြုံးလွင်ပျော်ရွှင်ကြည်နူကကြမဲ့ဒီမောက်ရဲ့လာပါတဲ့ဒီနေဦးမင်္ဂလာပါမင်္ဂလာပါနေ့တည်းတွေဦးအလားဆုံးဒီအချိန်ကမင်္ဂလာပါမင်္ဂလာပါစိတ်မှရှင်ယူနေဦးဒီအချိန်ကမင်္ဂလာပါမင်္ဂလာပါကကြမယ်အတီးအမောက်ရဲ့လာပါတယ်ဒီနွေဦး